ပြီငါမျက်မှန်ကျူဟဲ့ငါမျက်မှန်ကျူအဲ့ကျုံတော့ပေးလိုက်ဘာလို့မရငါလက်ထဲကျူဟဲ့ဟာကျုပ်ပါလားဟဲ့မင်းလက်ကိုလွတ်သားဟဲ့တဲ့ကိုတို့ကျုပ်ပေါ်တော့ကွာဟဲ့မင်းငါကျူလို့ပြောတာဟုတ်တော့မကိုင်းမကိုင်းနဲ့မကိုင်းနဲ့အောင်လေအောင်လေအောင်လေဟောဟိုမင်းအားလုံးစစ်ကိုခေါ်ကြရဟာအောင်ကြီးအောင်ကြီးလာငါလည်းမင်းတို့တာဘုရားထွားဟဲ့ဘုရားဘာဖြစ်နေရမလဲဖြစ်နေရတော့ငါလည်းတရားဦးသူ့လာလောက်နေတယ်ဒီကောင်ဟဲ့ဒါတော့ဦးကဘာဖြစ်တာလဲကြီးဘာဆုံးနေလဲကောင်းကောင်းမထိုင်အောင်ဘာဖြစ်လဲပြတ်ကြပါဦးဘာဖြစ်လဲပြောပါငါတို့ပြောပြရမယ်ငါတို့ချင်တဲ့ကိုသူ့လို့ပြောနေနော်ဒါတော့ဦးကဘယ်နာတွေ့ရလဲပြောဘယ်နာတွေ့ရလဲဟိုဒီချမ်းဆက်ကငါတို့ဘယ်နာမှတွေ့တာပေါ့အဲ့ဆိုကျမတို့ဟုတ်ပါအဲ့ဆိုကျမတို့ဟုတ်ပါပေးဟုတ်လားတော့သူတို့ပြောတာဒီကိုဘယ်တော့မှပြောလဲအမြဲလိန်သေးကောငါတို့ချင်တဲ့တွေ့ဦးကဟုတ်လောင်းနေကြရောနေကြရနော်ဒီယောက်ျားလိန်တတ်တယ်နော်ငါယောက်ျားလိန်မပြောဘူးငါတို့ချမ်းဘက်ကတွေ့တယ်လို့ပြောတယ်ငါတို့ဝက်ပြအမလည်းလေဥမမြင်လိုက်နဲ့မြင်တာနဲ့အမဟုတ်လို့ပဲဖြစ်နေကျမတို့ချမ်းမှာလည်းကျမနေရှိပါတယ်အခုတော့လက်ဆယ်ဒီမှာကျမယောက်ျားလက်ထက်မှာဥဟာရှိနေပြီဒါပဲမပြောနဲ့ဒီမှာနင်းနေယောက်ျားလက်ထက်မှာဥရှိရတယ်နင်းဥဖြစ်ရောလားဟမ်ဒီတို့ချာကျမတွေအလကားလေးဦးပဲဦးလားငါမသိဘူးမဟုတ်မကလေးဦးလားမျိုးမအောင်လို့ပြောတာတော့ဆော်လာဘယ်လိုမှမဟုတ်လားမဟုတ်ဘူးမပြောနဲ့တော့ဘာဖြစ်စလန်ပြောမှလဲရိုးရိုးပြောနေတာမှန်တာပြောနေတာလေဟဲ့နေရလို့ပြောနေတာဟိုငါ့ကိုခံပြောနေတာနေရလေးယောက်ျားရိုင်မှရိုင်းလာတယ်နေစီအချစ်ဆိုရင်ဒီကူးနေတာဘာထူးလို့လဲဘာထူးလို့လဲဆလေးကတစ်တက်တယ်လေမယောက်ျားကျမကူးလို့ပြန်ပြောနေရလေကလေးကတစ်တော့ကလေးကဘာလို့ကြောင်းများလဲရိုင်းဆိုင်ဘာလဲအမေကြီးပြန်ပြောကြောင်းနေမှာချာလာမလာချာလို့ပြန်ပြောချာတော့ပြန်လာကာလာမတို့လာချာအေးမချာချာလာချာမင်းမငါမျိုးတပီးလားတွေ့လားဖေးတယ်လေဖေးမဘာကြောင်းလိုက်ပါလားချာမင်းမဟာညီမရလို့လုံးနေချာကန်နေဟဲ့မင်းငါပေးမပြောဘာလို့မပလာမပလာတော့မလေးတော့ဟောဖေးမလုံးနေလေဟဲ့လုံးနေလေဟာတော့ဟဲ့ချာပြပြပါချာဟဲ့ဖေးမပါလေခုနကပြောသလိုမင်းတို့ဟာပို့ပို့ဆိုးလာတယ်ကွာဦးလေးဟမ်ခုနပြောသလိုစကားမပြောနဲ့ဗျာအဲ့စကားနဲ့ကျွန်တော်ဒီမတယောက်လည်းပါပြီခုနပြောသလိုကျွန်တော်ကြာလီပူဆိုးတယ်ပြောကျွန်တော်တို့ဘာဆိုးတယ်လို့လဲပို့ဆိုးတယ်မင်းတို့ပို့ဆိုးတယ်အရင်တော့ကယောက်ျားရင်ဖြစ်တာအခုမိန်းမတွေပါလာပြီဖြစ်လာရင်လည်းဒီဥကိစ္စပဲမပါလို့မဖြစ်ဘူးလေဒီဥပိုင်ရှင်ကကျွန်တော်အဲ့တော့လေဟိုဘက်ကမျက်ကွင်းညီမလေးသူ့လင်ဥတယ်ဥတကမြင်လိုက်ဒီမှာဥပိုင်ရှင်လေးမေးကြည့်ပါဗျာဥပိုင်ရှင်လေးမေးကြည့်ပါဟုတ်ပါတယ်အဲ့ဒီဥကလေကျမယောက်ျားရဲ့ဥမကျမယောက်ျားဥအစ်ကျမမှတ်ထားသိတယ်ဟဲ့မင်းမိမကိုမေးတော့မင်းဥလိုပဲပြင်ပါဘောကွာမင်းမငါဥမမြင်ဘူးလားမိမဖြေလိုက်စမ်းမတူဘူးလေဆိုတာအဲ့လေဦးလေးကျမကလေကျမယောက်ျားဥမှန်သိလို့လေအဲ့ဒါဒီကောင်မကိုပြောပါတယ်အဲ့ဒါကိုဒီကောင်မသူ့လင်ဥပါဆိုပြီးစွတ်တင်းပြောတာအဲ့လုံးကျမဒေါသထွက်တော့တက်ကိုတက်ချင်တယ်မအဲ့လိုမျိုးစွတ်မပြောနဲ့လေခုကြည့်ဒီဥကိုပြူပြလေးကြည့်တာနော်အဲ့ကျမယောက်ျားဥဒီမှာမှတ်ထားတယ်အမှတ်ကလေးနဲ့မှတ်ထားတယ်နင်ကဘာနဲ့မှတ်ထားလဲဘာပါတယ်ချီးဟဲ့လာဦးရဲ့ဒီတော့တော့ကြလားအဖေမမကြီးတက်ကြီးမမသိတော့ကြစမ်းပါဘာလို့တော့မှလဲဗျာကျွန်တော်မိမထိုင်အောင်ကြည့်လိုက်ကြည့်ပါဘယ်လိုပြေးထိုင်လဲဆိုတာဟုတ်ပါဘူးလေကြည့်ပါကျမလေသူ့ညမဆိုပြီးရှော့ပေးပါတယ်သူကကျမကိုမဆိုပြီးမညာမတာသူကနာကိုကြီးနဲ့လောက်ထလိုက်တာဒီမှာမျက်လုံးရုပ်ကြည့်ပါအောင်မြင်လို့တော့မကောင်းဘူးလေသူတို့ကတော့အမြင်မှတိုင်ရတာဆိုတော့ပြောရရှိတာပေါ့သိလားကျမတို့လင်းမရတော့လေတွေ့နေမှတိုင်ရတယ်ဘယ်လောက်ကြည့်လဲပြလို့ရပြကြတော့ပြခဲ့ပါကြည့်တယ်ပြခဲ့ပါ对，马路这边休息，放这边。妈不急，给到了，喏，到位。但没弄得拉的卡，那冲着你边见没？喏，你的卡偏来喏，你要是老太多卡里面，多下的话，来屋里，真的屋里了，变背来。
我